အခုသွားရောက်ဖူးမြော်နေတဲ့နေရာကတော့အဇပါလာတတ္တဟပြင်စမတတ္တဟဖြစ်ပါတယ်မဟာဗောဓိပင်ရဲ့အရှိတဲတဲ့အာနိမိတ်တဌာနရဲ့တောင်ဘက်မှာရှိတဲ့စိတ်ကြောင်းညောင်ပင်ရင်းမှာ9ရက်တိုင်တရားတော်ဆင်ခြင်သုံးသက်လျက်အရဟတ်ဖို့ချမ်းသာကိုခံစားတော်မူခဲ့ပါတယ်အခုရောက်ရှိနေတဲ့နေရာကတော့မုံစလိန်နာအိုင်စတ္ထမတတ္တဟဖြစ်ပါတယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ဟာ9ရက်ပတ်လုံးဖလားတမဘတ်ချမ်းသာကိုခံစားတော်မူခဲ့ပါတယ်အဲ့ဒီအချိန်မှာ9ရက်တိုင်းမိုးရွှေပြီးလေပြင်းများတိုက်ခတ်တဲ့အတွက်မုံစလိန်နာနဂါမင်းသည်မိမိကိုယ်ကိုပလင်တပွဲ9ပတ်ရစ်ခွေ၍အပေါ်မှပပြင်းမိုးလျက်မြတ်စွာဘုရားရှင်အားပူဇော်ခဲ့တဲ့နေရာဌာနဖြစ်ပါတယ်ဒါကြောင့်ဒီနေရာကိုစတ္တမတတ္တဟလို့ခေါ်တယ်လို့မုံစလိန်နာအိုင်းလို့လည်းခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်အခုဖျားဖူးများနောက်ဆုံးရောက်ရှိနေတဲ့နေရာကတော့ရာဇာယရဏတတ္တဟတတ္တမမြောက်တတ္တဟပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်သည်တတ္တဌာနတစ်ခုစီမှာ9ရက်စီသတင်းသုံးတော်မူပြီးဖလားတမဘတ်ကိုဝင်စားနေစဉ်တွင်သုံးဖို့ပေးခြင်းရေသက်ပယ်ခြင်းတို့ကိုမပြုလုပ်ခဲ့ဘူးလို့သိရပါတယ်49ရက်မြောက်ပြည့်တဲ့နေ့မှာတဖုတ်တနဲ့ဗလိကညီနောင်တို့ဆက်ကပ်တဲ့ပြားမုတ်စွမ်းဦးကိုအလှခံတော်မူခဲ့ပါတယ်အဲ့ဒီနောက်မြတ်စွာဘုရားကစံတော်ရှိစုချီးမြှင့်တော်မူလိုက်ပါတယ်ဒီနေရာမှာမြန်မာနိုင်ငံကတဖုတ်တနဲ့ဗလိကညီနောင်တို့ကိုမြတ်စွာဘုရားရှင်ဟာစံတော်ရှိစုချီးမြှင့်တော်မူပြီးတဲ့နောက်မှာဒွေဝါစီကတရဏဂုံကိုပေးသနာတော်မူခဲ့ပါတယ်